အားလုံးပဲမင်္ဂလာပါရတဲ့ချင်းကြီးစုကိုရှုဆက်ချီးမွမ်းပါတယ်ဒီနေ့မှာယေရှုခရစ်တော်ရဲ့အသွေးတော်ရဲ့တကူတော်ဒါကျွန်တော်ရဲ့အတ္တချက်မှာဘယ်လိုလုပ်လဲဆိုတဲ့ຢာလေးကိုဝင်ပြချင်တာဖြစ်ပါတယ်ခရစ်တော်ရဲ့အသွေးတော်အားဖြင့်ကျွန်တော်ရရှိခံစားတဲ့အကျိုးကျေးဇူးများကဘယ်လောက်ထိတောင်မှအကျိုးတည်မှုရှိလဲဆိုတော့ကျွန်တော်ဝင်ပြချင်တာဖြစ်ပါတယ်ကျွန်တော်တမဟောင်းကျမ်းကိုကြည့်တဲ့အခါမှာအမှားကျမ်းစာမှာကျွန်တော်တမဟောင်းကျမ်းကြည့်တဲ့အခါမှာလူရဲ့အပြစ်ကိုဖြေတဲ့အခါမှာကျွန်တော်တို့တိုးတငယ်ရဲ့အသွေးကိုတုံးတာကိုသိရမှာဖြစ်တယ်။တိရစ္ဆာန်တွေရဲ့အသွေးကိုတုံးပြီးတော့လူရဲ့အပြစ်ကိုဖြေရတာဖြစ်ပါတယ်။အထူးသဖြင့်ကျွန်တော်တို့တစ်နှစ်မှာတစ်ခါဖြေကြတယ်။အဲ့ဒီအပြစ်ဖြေတဲ့ຢာကတစ်နှစ်အတွက်ပဲခန္ဓာဖြစ်တယ်ပေါ့နော်။တစ်နှစ်အတွက်ပဲခန္ဓာဖြစ်တယ်။ပြီးတော့ဆက်မရင်ထပ်ပြီးတော့အပြစ်ထပ်ဖြေရတာဖြစ်တယ်။ဒါကြောင့်လူတွေကအပြစ်ဖြေတဲ့အခါမှာထက်ခါပြစ်ဖြေရတယ်ပေါ့နော်။အဲဆိုအဲ့ဒီတိရစ္ဆာန်ရဲ့တွေ့ကအဲ့တော့တစ်နှစ်လောက်အထိပဲခန္ဓာဖြစ်ပါတယ်။ဒါပေမဲ့ဒီအရာတွေကပါကိုပုံပြနေတယ်ဆိုတော့ဒီပရိတရားတင်တဲ့ဆိုင်တဲ့အတွေ့တော့ယေရှုခရစ်တော်လောက်ဆောင်မဲ့အရာကိုအများအားပွင့်အောင်မိမောင်းထုတ်ပြနေတဲ့ရှေ့ပြည့်အရေးဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီဝတ်ပြကြခန်းကြီး16နော်ကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကဣသရေလလူမျိုးတွေကိုပါမာထားတယ်ဆိုရင်တွေးဒီကိုမစားဖို့နော်တွေးမစားဖို့တမာတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်လူရဲ့အပြစ်ကိုဖြေရရတာတွေးဖြစ်တယ်နော်တွေးအားဖြင့်လူရဲ့အပြစ်ကိုပြေတာဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်တွေးကိုမစားဘူးဒီတတ်တဲ့ကောင်ရဲ့တွေးကိုမစားရဘူးဆိုပြီးတော့ဣသရေလလူမျိုးတွေကိုမိန့်မာထားတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲလူရဲ့အပြစ်ကိုဖြေစေရကအဲ့ဒီတွေးဖြစ်တဲ့ကြောင့်ဘုရားကဣသရေလလူမျိုးတွေကိုတွေးမစားခိုင်းတာဖြစ်ပါတယ်။ဒီကျွန်တော်ဒီ Leviticus နော်အဲ့ဝတ်ပြချဆက်ချောင်းနေတော့ပိုင်းကြည့်ရင် expression ဟဲ့တော့ကြည့်ကိုယ်နဲ့စိတ်ဒီအားဖြင့်နွားနေအားဖြင့်တော့တို့နော်အတွေ့အားဖြင့်ဖြစ်တွေ့ရမယ်ဒီပြည့်ကိုယ်ကမှကြည့်ရင်လည်းပဲအနှစ်တစ်ခါကျွန်တော်အပြစ်ဖြေရအရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျန်းစာဘယ်လောက်ကြည့်အောင်ပြောလဲဆိုရင်တော့အပြစ်မလွတ်ဘူးအပြစ်မတော်လို့ဆိုတော့အပြစ်လုံးဝမလွတ်ဘူးတဲ့ဘယ်လောက်ကြည့်အောင်ပြောထားတယ်အဲဆိုဣသရေလလူမျိုးတွေအပြစ်မလွတ်ရတဲ့အကြောင်းကလည်းတင်းမတော်မှုဆိုရင်အပြစ်ကလုံးဝမလွတ်ဘူးဖြစ်တယ်။တွေးကြလောက်မှဘုရားရှိမှအပြစ်လွတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါကြောင့်သူတို့ကအပြစ်လူကြောင့်အပြစ်လုပ်ပြီးအများကြီးပြီးရှိပြီဆိုရင်တိုးတင်ရဲ့အတွေ့ဒါမှမဟုတ်စိတ်နွားတင်ရဲ့အတွေ့စသဖြင့်သူတို့အတွေ့တဲ့အခါမှာအပြစ်လွတ်တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကရှိလာမဲ့နောက်မှဖြစ်လာမယ့်အရာခရစ်တော်ရဲ့အသွေးသွင်းမဲ့အရာလောကလူသားအားလုံးအတွက်အပြစ်ဖြစ်မဲ့အရာကိုအမြဲတမ်းဖွင့်အောင်မိမောင်းထုတ်ပြပြီးတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။ဒီကမှာကျမ်းစာမှာကြည့်တဲ့အခါမှာဘိုးတဲ့အခန်းကြီးတဲ့အငယ်14မှာကြည့်တဲ့အခါမှာသားတော်ဤအသွေးတော်အားဖြင့်အပြစ်လွတ်ခြင်းခံရတယ်တဲ့။ယေရှုခရစ်တော်ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်ရဲ့အပြစ်ရှိသမျှကိုဆေးချိုးပေးတယ်အပြစ်လွတ်စေတဲ့ຢာကအသွေးတော်ဖြစ်ပါတယ်။တမဟောင်းမှာလည်းအသွေးမသွင်းရင်အပြစ်လွတ်ခြင်းမရှိဘူးတဲ့။ဒီနေ့ကျွန်တော်ထာဝရအပြစ်လွတ်ခြင်းရဖို့အတွက်ဘုရားသခင်ရဲ့သားတော်ကိုယ်တိုင်ကအသွေးသွင်းလောင်းခဲ့တယ်ဆိုရကိုနှုတ်ကပတ်တော်ကကျွန်တော်ကိုပြောပြနေတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဟေပြက်ခန်းကြီး9ထဲမှာကြည့်တဲ့အခါမှာနာတို့အတွက်မိမိအသွေးတော်နဲ့တန်ရှင်းရာဌာနတော်ထဲသို့တခါတည်းဝင်နေတဲ့ခရစ်တော်ကတခါတည်းနဲ့ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။တမဟောင်းမှာတော့ထပ်ခါလုပ်ရတယ်။ဒါမဲ့ယေရှုကတော့တခါတည်းအပြီးအပိုင်။ဘာကြောင့်လဲ။တမဟောင်းမှာပြည့်ဖြေလူတွေကသူတို့ကိုယ်တိုင်ကအားနေတယ်အပြစ်ရှိတယ်နော်။ကိုယ်တော်ပြည့်ဖြေနေရတယ်။ဒါမဲ့ခရစ်တော်ကြတော့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ပဋိလေယူပြီးတော့သူကအပြစ်ကင်းတဲ့လူဖြစ်တယ်ဝိညာဉ်တော်အားဖြင့်မွေးပါချင်းခါတယ်သူကအပြစ်ကင်းတဲ့လူဒါသူ့အသေးသွင်းခြင်းကနောက်ကိုထာဝရကာလတိုင်အောင်အာမခံချက်ပေးတဲ့အသေးတော်ဖြစ်တယ်ဆိုတော့ကျွန်တော်ဝိညာဉ်ချင်တာဖြစ်ပါတယ်ဒါကြောင့်ရောမခန်းကြီး9ငယ်9မှာအသေးတော်အားဖြင့်ဖြောင့်မတ်ရတော့ကြတယ်တဲ့ခရစ်တော်ရဲ့အသေးတော်အားဖြင့်ဒါလည်းကျွန်တော်တို့ဖြောင့်မတ်ခြင်းရရှိတာဖြစ်ပါတယ်တင်းရဲ့အစွမ်းအစတင်းရဲ့ခွန်အားတင်းရဲ့ဉာဏ်ပညာကြောင့်မပဲနဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်ကတင်းရဲ့အပြစ်ရှင်ကိုစေချပေးတယ်လို့ယုံကြည်လက်ခံတဲ့အခါမှာ
အဲ့ဒီအတွေးတော်ကတင့်ကိုဖြောင့်မတ်ခြင်းပေးတာဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ရဲ့အတွေးတော်ကဘယ်တော့အခါမှတိတ်မအောင်ဖြစ်တယ်ယနေ့ယုံကြည်သူများအတွက်လေအဲ့ဒီအတွေးတော်ကအသက်ရှင်ပြီးတော့အလုံးလုံးနေတယ်တန်ရှင်းစင်နေတယ်ဆိုတော့လေဝေမျှခြင်းမှာဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ရဲ့အတွေးတော်အားဖြင့်ပါခံစားတယ်ဧဘက်ခန်းကြီးရဲ့73မှာဖယားသခင်ရဲ့အမည်တော်ရောက်ကြပြီလေယေရှုရဲ့အတွေးတော်ကခမည်းတော်ဘုရားရှိခိုးအနည်းဆုံးကိုပြန်လေပို့ဆောင်ပေးတဲ့တခုတည်းသောရာကယေရှုရဲ့အတွေးတော်ဖြစ်ပါတယ်ဒါကြောင့်အတွေးတော်မပါဘဲနဲ့ဂျေဇုတော်ပြင်တော်ခြင်းမှာတိုးဝင်ခြင်းလည်းမရဘူးဒီနေ့ဘုရားသခင်ရဲ့ဂျေဇုတော်ပြင်တော်ခြင်းမှာလွတ်လပ်စွာနော်ရှက်ကြောက်ခြင်းမရှိဘဲနဲ့ကြောက်ရွံ့ခြင်းမရှိဘဲနဲ့ကောင်းခြင်းမရှိဘဲနဲ့ freely လွတ်လပ်နဲ့ freedom နဲ့ချင်းကပ်နိုင်ဖို့အခွင့်အရေးရရှိတာဟာယေရှုရဲ့ကာဏီထက်မှာအသေးသေးနဲ့ရလက်ဝါးကလည်းမှာအသေးသေးနဲ့အရာကမိတ်ဆွေတွေကျွန်တော်တို့ဖြစ်တယ်ဒီနေ့ခရစ်တော်ရဲ့အသေးသေးချင်းဟာမိတ်ဆွေတွေရောကျွန်တော်တို့ရောထာဝရလုံလောက်တဲ့အဖို့ခပေးဆက်ခြင်းဖြစ်တယ်ဆိုတော့ပြပြချင်တာဖြစ်ပါတယ်အဲ့တော့တမဟောင်းမှာအသေးသွင်းတဲ့ပုံရိပ်တွေဟာဒီနေ့ခရစ်တော်အားဖြင့်ဒီနေ့ယုံကြည်တဲ့အတွက်အကျိုးတရားမှုရှိတယ်ခရစ်တော်ရဲ့အသေးတော်ကတင့်ကိုတင်းရပြည့်စုံတဲ့ညကိုစေကြပေးတဲ့အရာဖြစ်တယ်တင့်ကိုအပြည့်လွတ်စေတဲ့အရာတင့်ကိုငရဲမှာကျတဲ့နဲ့အသေးဖြစ်တယ်ဆိုတော့နိုင်တယ်မှတ်ချင်တာဖြစ်ပါတယ်အသေးနဲ့တက်ဆိုင်တဲ့ကောင်းခြင်းများခံစားကြဖို့အတွက်ချစ်တဲ့ပြားတဲ့ကောင်းခြင်းပါစေ